ခွာထိုင်းနိုင်ငံကိုရောက်လာညီကိုမောင်နှမမိသားစုကိုကြောခိုင်းခဲ့တာချာနှစ်တွေလီလီကြာညောင်းလို့မေသားလွန်ပါသည်နိုင်ငံရဲ့ချဝေးမှာဘဝရေးမို့ကြိုးစားဖွေရှာပြန်ကျင်ပေမဲ့လဲပြန်ဖို့ဝေးတဲ့ကျွန်တော်တို့ဘဝတွေပါပြေကိုဆုံးခွာထိုင်းနိုင်ငံကိုရောက်လာညီကိုမောင်နှမမိသားစုကိုကြောခိုင်းခဲ့တာကြာနှစ်တွေလီလီကြာညောင်းလို့မေသားလွန်ပါသည်နိုင်ငံရဲ့ချဝေးမှာဘဝရေးမို့ကြိုးစားဖွေရှာပြန်ကျင်ပေမဲ့လဲပြန်ဖို့ဝေးတဲ့ကျွန်တော်တို့ဘဝတွေပါမိညမပြည်ကိုလွမ်းနေအမေအိမ်ကိုလည်းလွမ်းနေတိုက်တစ်ဖာမြေကလွမ်းလို့ကြတဲ့မျက်ရည်မပြောနိုင်ပေမဲ့လဲဝမ်းရည်ချဝမ်းရည်ကိုရှာဖွေဘာသာမတူလူမျိုးချာမှာအန်တင်လို့ကြိုးစားနေရတာပြန်လာခဲ့ခြင်းပါပြီဖေပြန်လာခဲ့ခြင်းပါပြီမေပြေဆုံးတဲ့တမေဒါဝေကအရောက်ပြန်ခဲ့မယ်မေဝေးရမြေအမေအိမ်လေးစီတိုင်းတစ်ပါးမြေကလွမ်းလို့နေရသည်မိညမပြည်ကိုဆုံးခွာထိုင်းနိုင်ငံကိုရောက်လာညီကိုမောင်ညမမိသားစုကိုကြောခိုင်းခဲ့တာကြာနှစ်တွေလီလီကြာညောင်းလို့မိသားလွမ်းပါလီနိုင်ငံရဲ့ချဝေးမှာဝါရေးမို့ကြိုးစားဖွေရှာပြန်ကျင်ပေမဲ့လဲပြန်မို့ဝေးတဲ့ကျွန်တော်တို့ဘဝတွေပါမိညမပြည်ကိုလွမ်းနေအမေအိမ်ကိုလည်းလွမ်းနေတိုင်းတစ်ပါးမြေကလွမ်းလို့ကြတဲ့မျက်ရည်မပြောနိုင်ပေမဲ့လဲလွမ်းရင်ချဝမ်းရည်ကိုရှာဖွေဘာသာမတူလူမျိုးချာမှာအန်တင်လို့ကြိုးစားနေရတာပြန်လာခဲ့ခြင်းပါမိဖေပြန်လာခဲ့ခြင်းပါပြီမေပြေဆုံးတဲ့တနေ့ဒါဝေကအရောက်ပြန်ခဲ့မယ်မေဝေးရမြေနဲ့အမေအေးလေးစီတိုင်းတစ်ပါးမြေကလွမ်းလို့နေရသည်